tears from the wreckage. Dirt in my hands, steady my feet, send out the message. It's not the fight that makes you bleed. Old scars turn dark. I'm ready, I'm ready. So clear, no fear. I'm ready. So I climb. Here we go, feels like we're on a roll. It's the summer of love in the city. We're chasing something great, why don't we celebrate? It's the time of my life when you're with me. It's feeling like the start of something new. Let's dance under the moon. Yeah, yeah, I like these nights with you. I like these nights with you. I like these nights with you. Nothing can take away the smile on my face. I can't help getting lost in the moment. My heart's on fire, we're only getting higher. It's a magical place where we're going. I like these nights with you. It's feeling like the start of something new. Let's dance under the moon. Yeah, yeah, I like these nights with you. 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 The way it feels like the world's brand new. Let's dance under the moon. I like these nights with you. I like these nights with you. ငယ်ငယ်တုန်းကဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးအဲ့လိုအခန်းပိတ်ပြီးမိဘရဲ့အပြင်သွားတဲ့ခါကြလို့ရှိရင်အဲ့လိုကစားတာတို့နောက်ပြီးတော့အဲ့လိုခောက်ဆွဲတူတူပြုတ်စားတာတို့မမကတော့အမြဲတမ်းခောက်ဆွဲပြုတ်ပေးပါတယ်ပြုတ်ပေးပြီးတော့ခောက်ဆွဲပြုတ်လေးလူစားတာတို့အဲ့လိုကာတွန်းကားတွေတူတူကြည့်ရတို့အမှတ်တရရတော့အများကြီးရှိတယ်အခုထိလည်းအဲ့အမှတ်တရတွေဘယ်လုံးမှမမေ့နိုင်ဘူးအမှတ်အရဆုံးကကြတော့အဲ့လိုခရီးသွားတဲ့အချိန်တွေပါတယ်ဆို3ယောက်တည်းအဲ့လိုနေလို့ရှိရင်တယောက်ကြောင့်တယောက်ရင်ဖွင့်တာမျိုးတွေလောက်ကြတယ်အဲ့ဒါတော့တကယ်လုံးဝ
မမေ့နိုင်တဲ့အမတ်တရားပါ ခုအဲ့လိုမမမင်္ဂလာဆောင်တော့မယ်ဆိုတော့ပေါ့နော်အစားကတော့အရန်ပြောရဲဟဲ့မမမရှိတော့ဘူးမမကိုမောင်းထုတ်တော့မယ်မမြန်ဆိုပြီးတော့ဒါမဲ့တကယ်မင်္ဂလာဆောင်နီးလာအော်အမားနဲ့ဝေးရတော့မှာပါလားဘာပဲဖြစ်ဖြစ်သူလည်းသူ့အိမ်နောက်နဲ့သူဖြစ်တော့မှာပါလားဆိုတဲ့အတွေးလေးရောရှိပါတယ်ဒါမဲ့သူ့ယောက်ျားသမီးတို့အကိုပေါ့နော်အကိုကတော့အမကိုအရန်ချစ်ပေးပါတယ်အဲ့တော့ကြောင့်မို့မမကိုလည်းတော်တော်စိတ်ချပြီးတော့ပြောပါတယ်သူလည်းသူပျော်ရွှင်တဲ့မိသားစုလေးတည်ထောင်ရတော့မယ်ဆို သူနဲ့ကနေလာတာသူအခုညီမအသက်လောက်ရှိသွားပြီ20ကျော်သွားပြီဆိုတော့တရောစင်ကပို့တာပေါ့နော်တော်တော်လေးကိုမှအဲ့တော့အခုရုတ်တရက်ကြီးအဲ့လိုမျိုးခွဲရတော့မယ်ဆိုတော့ဒီတိုင်းတွေးကြည့်ရင်တော့ဘာမှမဖြစ်ဘူးဒါပေမဲ့တေချာပြန်တွေးလိုက်လို့ရှိရင်တော့အဲ့လိုသူ့နေရာကြီးကတော့လိုနေတော့မယ်ဆိုပြီးတော့အဲ့အမျိုးတော့နည်းနည်းဝင်းနေမိရပေါ့ကျန်တာတော့သူ့အတွက်အရင်ပြောပါတယ်ကိုကြီးကလည်းအရင်သူ့ကို queue site ပေးရချစ်ပေးရဆိုတော့စိတ်လဲချတယ်ပြောလဲပြောတယ်သူ့အတွက်စူတောင်းစကားဆိုလို့ရှိရင်သူရှေ့လျှောက်ပြီးတော့သူတီထောင်ရတော့မယ်အိမ်အောင်ရေးမှာပေါ့နော်နှစ်ယောက်ညီညီနိုင်နိုင်တိုင်တိုင်မင်းမင်းနဲ့တယောက်နဲ့တယောက်တကယ်လေးနဲ့တဲ့ဆက်ဆံရေးမျိုးနဲ့ပေါ့နော်တယောက်အကျန်တယောက်နားထောင်တယောက်စကားကိုတယောက်လေးနဲ့ထားပြီးဆက်ဆံရေးမျိုးလေးနဲ့ပေါ့နော်သူတို့ရှေ့ဆက်ပြီးတော့သွားစီခြင်းနဲ့ဘဝမှာလိုတိုင်းရတော့ဘဝမျိုးဖြစ်စေခြင်းနဲ့သူတို့နှစ်ယောက်လုံးတော့ပေါ့နော်အရင်ကမှပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးတစ်ခုဖြစ်ပါစေလို့ဆုတောင်းမိပါတယ် အခုတို့ဒီထောင်ရအောင်မဲ့ဒီအိမ်တော်ရေးလေးမှာပေါ့နော်အစဉ်ပြပြညညနိုင်တယောက်ကိုတယောက်နားလဲမူရှိရဲဆက်ဆံရေးလေးကိုပဲပေါ့နော်ဒီချစ်ချင်းမြတ်တာရဲ့တန်ရုံးစင်ကျိုးလေးရဲ့ညှိတွယ်ပြီးတော့ဒီထောင်ရပါစေလို့ဆုတောင်းမိပါတယ်ရှင် Chris နဲ့2017မှာစပြီးတော့တငယ်ချင်းချစ်တယ် ညီမ SCBI မှာတွေ့တော့တကယ်ချင်းစဖြစ်ခဲ့တာညီမကျတော့ညီမအမ SCBI တက်ရင်လည်းအမနဲ့တွေ့ရင်လည်းခင်ဖြစ်သွား တငယ်ချင်းချင်းတွင်ရောမစို့ဖုန်းနဲ့ဘာလုပ်နေတယ်ဘာဖြစ်နေတယ်ဘာ အမြဲဘယ်မှသွားလို့မရအောင်တကယ်ချင်းအိမ်လာလဲသူတို့ဖုန်းဆက်မယ်အဲ့လိုမျိုးလေးပေါ့ like you site တာပေါ့ဘယ်တော့အမားတွေပိုင်းနဲ့သွားလို့ရှိရင်တူသွားလို့ရှိရင်ဘယ်ရောက်နေလဲတဲလေးဘမလဲကိုဘမလဲအမြဲဖုန်းဆက်ပြီးနေပျော်လဲပျော်တယ်ဝမ်းလဲဝမ်းနေပေါ့နော်ကိုရမ်းခင်တဲ့တကယ်ချင်းတယောက်ကအဲ့လိုမျိုးအိမ်အောင်ကြသွားမယ်ဆိုတော့ဟိုဆွဲထုတ်ခံလိုက်ရတယ်လို့မျိုးပေါ့နည်းနည်းလေးတော့အဲ့လိုဖြစ်တယ်ဒါပေမဲ့လည်းအကွာအရန်ကောင်းတယ်ဟိုကိုတကယ်ချင်းလည်းအရန် queue site ပေးတဲ့အပေါ်မှာဝမ်းသာပါတယ်ပေါ့သူ့အတွက်တော့ပေါ့ ကျမတို့လည်းအရင်ဝမ်းသာတယ် Rom so happy ကနေရမယ် life မှာ enjoy လုပ်နေရမယ် marriage life ကိုလည်းအများကြီး enjoy လုပ်ပြီးတော့နေရမယ်ခလေးတွေအများကြီးမွေးကြ အဲ့လိုမျိုးပဲအများကြီးပျော်ရွှင်တဲ့အခုလိုမျိုးပဲတကယ်ချင်းကိုတစ်လုံးဆစ်နိုင်ပါစေပေါ့အများတန်းအခုလိုပဲပျော်ရွှင်တဲ့တက်ဆုံးတိုင်းတူနေသွားနိုင်ပါစေလို့တောင်းပေးပါတယ် Happy marriage life both of you ရုံးမှာပေါ့မတ်တင်စာစီနီယာညီမတို့ဂျူနီယာ ညီမလည်းယုံပါပဲချိန်မှာစဆင်းမှာပဲမတင်စားနဲ့တွေ့ပူးပြီးတော့စီနီယာဂျူနီယာပါ အမတ်တရရအများကြီးပဲအမတ်တရဆိုလေကိုတင်ကိုက anniversary date ကိုဘယ်တော့မှမမှတ်မိဘူး anniversary date ကိုမှတ်မိရတဲ့ကိုဘာအင်ကြီးဝတ်ခဲ့လဲဆိုတဲ့ဟာကိုဆယ်ကလောက်ပြောတယ်သူမမှတ်မိဘူးညီမတို့ပဲမှတ်မိသွားတယ်ဘာတောက်ခဲ့လဲဆိုလည်းမမှတ်မိဘူးဘာသားခဲ့လဲဆိုလည်းမမှတ်မိဘူး ထာဝရအသိမေ့ဆိုရင်တော့ပုံမှန်တယ် ဒါဆိုရှင်အရန်စိတ်ဆူတယ်မတင်စားမဟုတ်ဘူးကိုတင်ကိုကစိတ်စိုးစိုးပြီးထွက်သွားတယ်ပြီးမှသူပဲပြန်ချော့ရတယ်မတင်စားအရန်တိခံတယ်နောက်ပြီးတော့နော်အရန်တိခံတယ်အရန်လည်းချက်ပေးရဲကိုတင်ကို ကိုတင်ကိုလည်းချစ်တယ် ကိုတင်ကိုလည်းချက်တယ်မစိတ်ဆိုးတတ်တယ်အရန်တခုခုဆိုလို့ရှိရင်နည်းနည်းတော့ရထွက်တတ်တယ် စိတ်ဆိုးတယ်ဆိုတာတဝင်တိုးတာပေါ့ချစ်လို့တဝင်တိုးတာပေါ့နော်ငါကိုကြီး တဝင်တူလေးနည်းနည်းလေးကြောက်ရပါလို့ ဟုတ်ပါတယ် အရင်ပြောပါတယ်နော်ချက်တဲ့လူနှစ်ယောက်တနေရာရဲ့မှာနော်တမိုးအောက်ထဲမှာတူတူနေပြီးတော့သူတို့ဖြစ်စေချင်တဲ့ပွဲလေးကိုသူတို့လုပ်ခွင့်ရတယ်ဆိုတော့အရင်မှတာပါတယ် ဟုတ်တယ်သူတို့နှစ်ယောက်ကပြောမယ်ဆိုလို့ရှိရင်တယောက်နဲ့တယောက်ကလည်းချစ်လဲချစ်တယ်တအားလဲတဝင်တိုးကြတယ်ဆိုတော့တကယ်လဲလိုက်ဖက်ပါတယ် ဟိုစပြီးတော့ဗောနော်အိမ်အောင်ရေးဘွားကိုစပြီးတော့တချောင်းတဲ့နေ့ကနေစပြီးတော့နေ့ရက်တိုင်းကိုပျော်ရွှင်မှုတွေနဲ့ဖြတ်တန်းနိုင်ပါစေဒီထက်တာယာတဲ့မိသားစုဘွားစီပေါ့ အဲ့ချိန်ကျရင်လဲနှစ်ယောက်စလုံးတဝင်တိုးတာလေးရှော့ပေးကြပါဘေးနာလူတွေပါမခံနိုင်ဘူးတကယ်ပြောတာ